င်္ဂလာပါ DW 5300 model ဖုံမုတ်လေးစုပ်ဆက်ကလေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါဝက်ကတော့650ဝက်ပါဘူးကတော့220ဝန်းကျင်ဆိုတော့လို့အဆင်ပြေပါပြီလေးမုတ်ရင်သုံးနဲ့ပိုက်ပျော်လေးပါပါမယ်ပိုက်ပျော်လေးကတက်ရတာလေးကိုလို့ရှင်းပါမယ်လောက်ကတော့သူကလေးပြင်းအားတိုးလျှော့က9ကစစ်ဖြစ်ပါပါမယ်စစ်ဒီမုတ်ဆက်ကလေးမှာပါတဲ့ခေါင်းလေးကအလုံးဖြစ်နေတယ်။ဒါနားမှာရှိတဲ့ socket ကလေးကတော့အပြားလေးဖြစ်နေပါတယ်။အဲကြောင့်ကျွန်မကနှစ်ပေါက်လုံးဝနေပြီးတော့အပြားပြောင်းလို့ရတဲ့မိဘဆယ်ပင်လေးနဲ့ရားခံပြီးတော့သုံးပြလိုက်ပါတယ်။ကျိုးလေးကတော့ရှေ့က3000လောက်ပါပါတယ်ဒီမဆက်လို့စပြပေးတယ်နော်နံပါတ်1နဲ့စပြဒီမုတ်ဆက်က